ဒီကောင်းနေလားငါတို့တော့တူတူမိတ်ဆက်ပေးအခုလိုဖြစ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးကိုကအဓိကပါဝင်ရင်းနှီးခဲ့သူတယောက်ဖြစ်ခဲ့တဲ့များအမှန်တိုင်းချပြခြင်းပါတယ်ချပြပါဟောမလီတော့တာနောက်မှတို့နှစ်ဦးစားတွေ့ခဲ့ကြတယ်အဲ့မှာမြင်ချင်းသဘောကြဝါဆက်ရတဲ့ဒေါက်တာကိုကျွန်တော်ကတဆင့်အိုးမိတ်ဆက်ပေးလို့10ရောက်လောက်ဖြစ်နေတယ်ညှိကြအောင်သိလားအင်တာဗျူးဖြေရ2ယောက်ရဲ့မိတ်ဆက်ပေးဆို1ယောက်ညှိကြအောင်ညှိကြအောင်ချင်းချင်းတည်းမှာငါမိတ်ဆက်ပေးရလားမင်းကမိတ်ဆက်ပေးရလားဒါမှမဟုတ်တည်းမှာ3ယောက်လောချင်းရိုက်ကြဒီကောင်းနေလားငါတို့တော့တူတူမိတ်ဆက်ပေးမယ်ဘယ်သူတွေပါအောင်မလဲ come on လားငါတို့ဦးဆိုအဲ့လိုမိတ်ဆက်ပေးခဲ့ကြလားညှိအောင်စကားဆိုတာပြောမယ်ဆိုရင်ရှင်းတော့ညှိရပြောอ่ะမြင်းချင်းသဘောကြစိတ်ကို तू ကမြင်းချင်းအကုန်လုံးသဘောကြတယ်မပူနဲ့ဝလုံးကားကြီးဖြတ်သွားအောင်တော့သဘောကျတယ်သိလားစိတ်ဝင်စားတကယ်ကြီးဒေါက်တာကိုကျွန်တော်ကတစ်စင်မိတ်ဆက်ခိုင်းရှင်းရခိုင်းတာလေးလောက်ပါတကယ်ကြီးနေလည်းတားကြပါတည်တယ်တကယ်ကြီးနေဘာတားရလဲမလောက်ပါနဲ့ host မလောက်ပါနဲ့လို့တားခဲ့ရလား